ကဲတင်းဒိတ်တမားတွေတပတ်အတွင်းမှာတင်းဒိတ်တွေအရှင်းပြောက်ရှင်နေဆိုရင်မပိုင်ရောင်းနေဟောဒီအိတ်စီတလဲသီးနဲ့ချယ်ရီမိုက်ချာလေးတတွဲပဲသုံးပြီးဒီအိတ်စီတလဲသီးလေးရဆိုလို့ချင်းမနက်တစ်ချိန်ညတစ်ချိန်ပုံမှန်လေးမျက်နှာသစ်ပေးုံနဲ့ကိုယ့်ရဲ့မျက်နှာမှာရှိတဲ့တင်းဒိတ်တွေကိုပါသွားစေတယ်နော်ပုံမှန်လေးဆွဲသုံးပေးမယ်ဆိုရင်အရှင်းပြောက်ဖို့ဒီအာမခံပေးတယ်။ तू ကတင်းဒိတ်တွေနောက်ထပ်ထပ်ပြီးထွက်မလာအောင်လဲကာကွယ်ပေးတယ်နော်တေချာလေးဆွဲသုံးပေးမယ်ဆိုလို့ချင်းအရှင်းပြောက်ဖို့ဒီမပိုင်ရအာမခံပေးတယ်မျက်နှာသစ်ပြီးဆိုတာနဲ့ဟောဒီမှာ3-in-1 cherry moisture လေးဒီ moisture လေးတစ်ထုပ်ပဲသုံးပေးဒါကကျတော့မပိုင်သုံးနေတာပေါ့နော်ဒီမှာအထုပ်အသစ်ဒါအသစ်နော်ဒါအခုအထုပ်အသစ်ဒါအရင်တော့ကလက်ဟောင်းပေါ့နော်ဒါမပိုင်သုံးနေတဲ့ဟာလေးပြ तू ကလေဂျဲတိုက်ကလေးတိုက်ကလည်းဂျဲတိုက်ကလေးဖြစ်တဲ့အတွင်းမျက်နှာပုံတင်လိုက်တာနဲ့အေးစိတ်နေတာပဲပြီးတော့ကျော် तू က made in Thailand နော် made in Thailand မြန်မာတော့မဟုတ်ဘူးထိုင်းစက်ရုံမှာပဲထုတ်တာ made in Thailand ပြီးတော့အာနိသင်3မျိုးပါဝင်တယ်တိုနာရဲ့စီရွန်ရဲ့ moisture ရဲ့အာနိသင်3မျိုးပါဝင်တယ်သူတစ်မျိုးတည်းမှာပဲပြီးတော့ collagen H5 နော် collagen က H5 တောင်ပါဝင်တဲ့အတွက်ကိုယ်အသားရည်လှဖို့အတွက် collagen တွေတက်တက်တောက်နေစရာမလိုဘူးနော် collagen H5 တောင်ပါဝင်တဲ့အတွက် collagen တွေတီးတဲ့အထူးထပ်ပြီးတော့တောက်နေစရာမလိုကိုယ့်ရဲ့အသားရည်ကို9 cm ကြည်သွားစေတယ်နော်အဲ့ကြောင့်ကိုယ့်ရဲ့မျက်နှာမှာရှိတဲ့တင်းဒိတ်တွေအရှင်းပြောက်ရှင်နေဆိုရင်ဟောဒီတတွဲပဲသုံးကြည့်ပေးပါလို့မပိုင်ကပြောချင်ပါတယ်တတွဲမှာ19,000ပဲရှိတယ်မှာယူခြင်းနေဆိုရင်မပိုင်ရဲ့ TikTok CB ကနေမှာယူလို့ရပါပြီရှင်